ယခုအချိန်မှာမိမိ၏ကိုယ်ခန္ဓာကိုတက်တန့်တတာဖြစ်အောင်နေရာချထားပါအသက်ရှူသွင်းသည့်အခါဖြည်းဖြည်းသွင်းပါအသက်ရှူထုတ်သည့်အခါဖြည်းဖြည်းထုတ်ပါအခုလိုအသက်ရှူသွင်းထုတ်ကိုသတိထားပြီးကြည်နေခြင်းပါစိတ်ကိုတည်ငြိမ်စေပါသည်ဒီနေ့အတွက်မိမိကြုံတွေ့ခဲ့ရသောစိတ်ပင်ပန်းမှုများကိုအခုအချိန်မှအနားယူစေလိုက်ပါအတိတ်ကိုမတွေးပါနဲ့အနာဂတ်ကိုမပူပါနဲ့အခုလက်ရှိအချိန်မှာပဲမိမိရှိနေပါအရာရာသည်ယာယီဖြစ်ပါသည်ပင်ပန်းမှုများလည်းယာယီသာဖြစ်ပါသည်စိတ်ကိုတင်းမာစွာမထားပါနဲ့စိတ်ကိုအတင်းမထိန်ပါနဲ့ဖြည်းဖြည်းလှုပ်ပေးလိုက်ပါယခုအချိန်မှာမိမိ၏စိတ်သည်ရေအိုင်တစ်ခုကဲ့သို့တဖြည်းဖြည်းငြိမ်သက်လာပါလိမ့်မည်ငြိမ်သက်သောစိတ်ဖြင့်ယနေ့ညကိုအနားယူပါမိမိ၏စိတ်သည်လုံခြုံပါသည်မိမိ၏စိတ်သည်အေးချမ်းပါသည်ယခုညငြိမ်းချမ်းစွာအိပ်စက်နိုင်ပါစေ